စိတ်နှလုံးပူလောင်နေတဲ့ပုဂ္ဂိုလ်သို့မဟုတ်အပူတွေပွားပြီးတော့ရောက်ရက်ခတ်လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာလုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့စိတ်နှလုံးအေးချမ်းမှုရှိတဲ့ပုဂ္ဂိုလ်ကသာလျှင်ကောင်းတာတွေကိုလုပ်နိုင်တယ်တဲ့တန်တဆိုတာတကယ်စိတ်နှလုံးအေးချမ်းတဲ့ပုဂ္ဂိုလ်တွေဓမ္မမိတ်ဆွေများဓမ္မသုဏဆုံးရှမ်းနေမှာတွင်စောကြိုဆိုပါလေနောက်တစ်ခုတပ်ပိဆိုတဲ့အဓိပ္ပာယ်ကြတော့ဘာတော့ဆိုတော့တဘာယံသာဓုတပ်ပိအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာတပ်ပိဆိုတာပွဲလေတင့်တဲ့ပုဂ္ဂိုလ်တပ်ပိလို့ခေါ်တယ်လူကြားထဲမှာတင်းနောက်တင်းနေရှိတဲ့ပုဂ္ဂိုလ်တင်းနောက်တင်းနေရှိတယ်ဆိုတာလှတဲ့ပုဂ္ဂိုလ်ပြောတာမဟုတ်ဘူးဂုဏ်ရှိတရေရှိပုဂ္ဂိုလ်မျိုးပြောတာတချို့ပုဂ္ဂိုလ်တွေကကိုလှုပ်ထားတဲ့လောက်ရကြောင့်လူကြားထဲမဝင်ဝတ်မှုပေါ့နော်လူကြားထဲဝင်ဝတ်နေဂုဏ်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အလုပ်တွေကြောင့်မလို့လူကြားထဲဝင်ဝတ်တာပေါ့အလုံးကနေပြီးတော့ဒီအခမ်းအနားတွေမှာဆိုရင်ဒီပုဂ္ဂိုလ်ပါရင်အမတန်မှတင့်တယ်တယ်သူ့ကိုပါစေခြင်းကြတယ်အခမ်းအနားတက်စေခြင်းကြတယ်အလုံးပရိသတ်ကမျှော်လင့်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာဒါတပ်ပိဆိုးစွမ်းတဲ့ပုဂ္ဂိုလ်ဟာအခမ်းအနားတက်မယ်ဆိုရင်အခမ်းအနားကိုအယုတ်အဆိုးကြီးတန်စေနိုင်တယ်ပေါ့လူတော်လူကောင်းတွေအခမ်းအနားလာတယ်အလုံးကလူကောင်းလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တယောက်တပ်ပိလို့ဒီလိုပြောတာကောင်းမြတ်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာပွဲလေတင့်တဲ့ဘယ်အခမ်းအနားပဲတက်ဂုဏ်ရှိတရေရှိအနေနဲ့တက်ရအခမ်းအနားတိုင်းကလည်းဂုဏ်ရှိတရေရှိအနေနဲ့ဖိတ်ကြားခြင်းကိုခံရတယ်ဆိုပါစို့မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဆိုလို့ရှိရင်ဘာသာရေးပွဲတွေလူမှုရေးပွဲတွေအခမ်းအနားတွေအားလုံးမှာဝိတာခါတို့အနာရဝိန်တို့ကိုမရရအောင်ဖိတ်ကြတယ်သူတို့ပါလို့ရှိရင်အမတန်မှတင့်တယ်လို့ဝိတာခါအနာရဝိန်မပါရတဲ့ပွဲဆိုတာမရှိဘူးသူတို့ပါလာလို့ရှိရင်အမတန်မှဂုဏ်ရှိတရေရှိတယ်ဆိုရင်မရရအောင်ဝိသခာเจ้าအမကြီးတက်ဖို့အနာရဝိန်เจ้าတကာကြီးတက်ဖို့ဆိုပြီးတော့ဒီလိုအခမ်းအနားတွေမှာဖိတ်ကြားခြင်းခံရတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတပ်ပိလို့ခေါ်တာတဘာယံသာဓုတပ်ပိတဲ့အခမ်းအနားတွေမှာအမတန်တင့်တယ်တဲ့ပုဂ္ဂိုလ်မျိုးဒါတပ်ပိလို့ခေါ်တယ်ဆိုတော့အလုံးခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကောင်းမြတ်တဲ့အရေးချင်းတွေရှိပြီးတော့နော်ကောင်းမြတ်တဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတော်လဲတော်တယ်ကောင်းလဲကောင်းတယ်လို့ဒီလိုစံအနေအချင်းသတ်မှတ်ပြီးတော့ထားကြတယ်သို့တော့သူတော်ကောင်းဆိုတာအဆင့်ဆင့်သတ်မှတ်ရမယ်ဒါကြောင့်မို့လို့ဘုရားမြတ်စွာကဟောကြားတဲ့အင်္ဂုတ္တရနိကေမှာဆိုရင်သူတော်ကောင်းနဲ့ပတ်သက်တဲ့သုတ်တန်လေးတွေရှိတယ်ပေါ့တော်များများဟောထားတာလေးတွေရှိတယ်အဲ့ဒီမှာသူတော်ကောင်းကိုပထမဘာနဲ့စံတင်ပြီးတော့သတ်မှတ်ရမလဲဆိုတာဒီစံကလေးတွေသိလို့ရှိရင်ကိုယ်တိုင်လည်းသူတော်ကောင်းဟုတ်မဟုတ်သေးရင်ဟုတ်အောင်ကြိုးစားဖို့ပဲဒါအတိကိုယ်မှဒီချင်းတွေမရသေးရင်ရအောင်ကြိုးစားအရေးချင်းတွေရှိနေရင်ငါမှဒီအရေးချင်းတွေရှိနေပါလားသူတော်ကောင်းလက္ခဏာတွေငါမှရှိနေပါလားလို့ဒီလိုသိရတယ်သိတော့လေအလွန်ဝမ်းမြောက်စရာကောင်းတာပေါ့ရသော်ဘုရားကထိုသုတ်တံမှာစံကလေးတွေထုတ်ပြီးတော့ပေးထားတာရှိတယ်သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုဟာလဲတဲ့နံပါတ်1ကသူတစ်ပါးကကိုယ့်အပေါ်မှာခြေဆုပြုခဲ့တာကိုအတိမတ်ပြုတတ်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းတဲ့ဒါတစ်ချက်နော်အဲ့ဒါကိုပါဠိစာပေနဲ့ပြောရင်ကတင်ညူလို့ခေါ်တယ်ကတင်ညူဆိုတာပုဂ္ဂိုလ်ကိုပြောတာကတင်ညူတာလို့နောက်ကတာထဲလိုက်တဲ့အခါကျတော့အည်ချင်းကိုပြောတာခြေဆုသိခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့ကတင်ညူကိုယ့်ပေါ်မှာတစုံတစ်ယောက်ကအကူအညီပေးဘူးတယ်တခုခုပြုလုပ်ပေးဘူးတယ်ဆိုလို့ရှိရင်အဲ့ဒါကိုအတိမတ်ပြုတယ်အဲ့တော့လောကမှာကိုယ့်ပေါ်မှာလှုပ်ထားတာကိုအတိမတ်ပြုတဲ့ပုဂ္ဂိုလ်ရှိတယ်လို့အတိမတ်မပြုတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးပဲ
အသိမပြုတဲ့ပုဂ္ဂိုလ်နဲ့မပြုတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်မပြုတဲ့ပုဂ္ဂိုလ်ကပိုပြီးတော့များတယ်ပေါ့ကိုယ့်ပေါ်မှာပြုလုပ်ခဲ့တဲ့ခြေဆုတရားလေးကိုသိတတ်တယ်အသိမှပြုတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူတော်ကောင်းပဲတဲ့ဒါတစ်ချက်နော်တချို့များကြံဖန်ပြီးတော့တောင်မှခြေဆုတရားဆိုတာကြံဖန်ပြီးတော့ခံယူထားကြတာရှိတယ်ပေါ့ဥပမာပဲဆိုရင်သစ်ပင်တစ်ပင်အောက်မှာဝင်ရောက်ပြီးတော့အရိပ်နားခိုဘူးတယ်ပင်မနွမ်းနယ်မှုတွေပျောက်ပြီးတော့သစ်ရိပ်လေးအောက်မှာသစ်ပင်ရိပ်လေးအောက်မှာအေးချမ်းချမ်းနေခဲ့ဘူးတယ်ဆိုရင်အဲ့ဒီသစ်ပင်ကြီးဟာကိုယ့်ကိုအရိပ်နဲ့အေးမြစေခဲ့လို့ကျေးဇူးတင်စရာကြီးပါအဲ့ဒီသစ်ပင်ရဲ့အကိုင်းအခက်တွေကိုမချိုးဘူးမဖဲ့ဘူးအဲ့ဒီသစ်ပင်ကိုမခုတ်အထစ်ဘူးသစ်ပင်ရဲ့ကျေးဇူးတရားကိုကြည့်ပြီးတော့ထိုသစ်ပင်ရဲ့တန်ဖိုးကိုအတိမတ်ပြုတာတောင်းပါပဲဒါကိုကျေးဇူးသိတဲ့ပုဂ္ဂိုလ်လို့ခေါ်တာမိတ်ဆွေကိုမပြစ်မှားတဲ့ပုဂ္ဂိုလ်လို့ခေါ်တာအေးမြန်မာရာဆွဲမှာဆိုလို့ရှိရင်ဟောဒီစကိုင်းရဲ့ဟိုဘက်တစ်ဖက်ကမ်းမှာပင်းရဆိုတာရှိတယ်တရဦးနာမှာပင်းရဆိုတဲ့အခုချိန်မှာတော့ရွာကလေးဖြစ်ရှေးတုန်းကတော့မြို့တော်ကြီးပေါ့အဲ့ဒီပင်းရကိုတစ်ချိန်တုန်းကအုပ်ချုပ်ခဲ့တဲ့ကျော်စွာဆိုတဲ့ဘုရင်တဦးရှိတယ်ငါးစီးရှင်ကျော်စွာလို့စာထဲမှာရေးတယ်ဘာဖြစ်လို့လဲဆိုသူ့လက်ထက်မှာဆင်ပြူငါးစီးရတယ်ဒါကြောင့်မို့ငါးစီးရှင်ကျော်စွာမင်းကဟောဒီစကိုင်းမြို့ကိုအုပ်ချုပ်နေတဲ့အသင်္ခရာစောယွန်းလို့ခေါ်တယ်ပထမဆုံးမြို့တည်တာဒီကျောင်းနဲ့ဆိုရင်ဟိုတောင်ဘက်မှာကြာပေါ့အဲ့ဒီမြို့ကိုမြို့တည်ပြီးအုပ်ချုပ်တာသူနဲ့အဖေတူအမေခွဲညီအကိုတော်တယ်အဲ့ဒီကျော်စွာမင်းကစကိုင်းကိုပါသူကပိုင်ဆိုးခြင်းတယ်ပေါ့အေယာဝတီမြေဟိုဘက်ဒီဘက်တင်အုပ်ချုပ်နေရတာမကျင်တတ်လို့သူညီစီကအာနာကိုပါယူဖို့ရအတွက်သူ့ရဲ့လူယုံတော်တယောက်ကိုအဲ့ဒါအသင်္ခရာစောယုံမင်းကိုလှုပ်ကြံခိုင်းလိုက်တယ်ပေါ့အဲ့လိုလှုပ်ကြံခိုင်းလိုက်တဲ့အခါမှာငခင်ညိုဆိုတဲ့လူယုံတော်ဘယင်ကိုလှုပ်ကြံဖို့ဆိုပြီးစကိုင်းဘက်ကိုတိတ်တဆိတ်ကူးလာအခွင့်အရေးကိုချောင်းတာအခွင့်အရေးကမရဘူးမရရုံနဲ့မကဘူးသူက3ရက်တိတိအစာမစားရဘူးတောထဲမှာပုန်းနေရအဲ့ဒါလို့ထမင်းကလည်းစာဖပုန်းနေရကနေပြီးတော့တရက်တော့အသင်္ခရာစောယမင်းကနတ်တင်ထားတဲ့ထမင်းတုပ်ကိုနတ်ပွဲတော့အုပ်ပေါ့လေအဲ့ဒါကိုတွေ့တဲ့အခါကျတော့အဲ့ဒါကိုယူစားလိုက်တယ်စားပြီးတော့ညကြတော့အခွင့်အရေးရလို့အသင်္ခရာစောယမင်းအိတ်တဲ့နန်းဆောင်အတွင်းထီအောင်သူရောက်သွားတယ်ဝင်ရောက်နိုင်ခဲ့တယ်အနန္တရောက်တယ်ရောက်ပြီးတော့ဓာတ်နဲ့ခုတ်တတ်တော့မယ်လို့ဆိုတဲ့အချိန်မှာသူခေါင်းထဲမှာဘာပေါ်လာလဲဆိုငါသူထမင်းစားထားတာပါလားနေလေကသူနတ်တင်ထားတဲ့ထမင်းစားထားသူကတနည်းအားဖြင့်ပြောရင်ငါရဲ့ထမင်းရှင်ဖြစ်နေပြီထမင်းရှင်ကိုမတတ်ထိုက်ဘူးတတ်မယ်ဆိုလို့ရှိရင်ငါလောက်ဆိုးတဲ့လူရှိမှမဟုတ်ဘူးဓာကြီးကိုဆွဲထုတ်လိုက်ပြန်ထဲလိုက်ဆွဲထုတ်လိုက်ပြန်ထဲလိုက်နဲ့ခြိတုံချတုံဖြစ်တယ်တစ်ဖက်ကိုကြည့်ရင်လဲအသင်္ခရာစောယမင်းကိုမတတ်ဖဲမလုံးကြံမဲနဲ့ပြန်သွားလို့ရှိရင်တာဝန်မကြေရကောင်းလားဆိုရင်ကျော်စွာမင်းကသူ့ကိုတတ်အောင်မယ်အပြစ်ပေးအောင်မယ်နောက်ဆုံးကြတော့သူ့ရဲ့ဆုံးဖြတ်ချက်ကဘာတော့ထမင်းရှင်ကိုတော့ငါမပြစ်မှားဘူးငါ့ကိုသေတံပေးခြင်းပေးပါစေဆိုအသက်ဆုံးပြီးတော့အသင်္ခရာစောယမင်းကိုမလောက်ချင်တော့သို့တော်လည်းသူရောက်ခဲ့တယ်ဆိုတာတတ္တိတက္ကာယပြခြင်းလို့အသင်္ခရာစောယမင်းကင်တဲ့တန်လျက်ဓာတ်ကိုယူသွားတယ်ဟိုရောက်တဲ့အခါကျတော့ကျော်စွာမင်းကမေးတယ်ငါခိုင်းလိုက်တဲ့ကိစ္စပြီးခဲ့ပြီလားဆိုတော့သူကအကျိုးအကြောင်းပြောပြပြီးကျွန်ုပ်ကိုအပြစ်ပေးခြင်းပေးပါကျွန်ုပ်ထမင်းရှင်ဖြစ်လို့မတတ်ခဲ့ပါဘူး
ဟောတာသူကင်တဲ့ဓာပါသူစီရောက်ခဲ့တယ်တန်လျက်ဓာဆိုပြီးတော့အပ်တယ်ကျော်စွာမင်းကလည်းပဲစိတ်ကောင်းနှလုံးကောင်းရှိတယ်ပညာရှိပြီးသားတယ်ပေါ့ထမင်းလေးတစ်လုံးစားရတာနဲ့ယေရှုသိတတ်တယ်ဆိုရင်ငါလိုလကတွေပေးယာရုတွေပေးနော်ပေးထားတဲ့ငါရဲ့ယေရှုတော့သူဘယ်တော့မှမိတ်မှမဟုတ်ဘူးဆိုပြီးတော့သူ့ကိုအပြစ်မပေးဘဲနဲ့ဆုလက်တွေချတယ်တဲ့ဒါကတန်ဖိုးသိတတ်တဲ့ပုဂ္ဂိုလ်တွေကြလို့ရှိရင်ဒီလိုရှိတယ်ဒါသူတော်ကောင်းလို့ခေါ်တာသူတော်ကောင်းရဲ့စိတ်သဘောထားဟာအဲ့ဒါလိုရှိတယ်ကောင်းပြီသူတော်ကောင်းဟာသူများရဲ့ကျေးဇူးကိုသိတယ်သိုံနဲ့လားလို့ဆိုမဟုတ်ဘူးကိုယ်အလှည့်ရောက်လာတဲ့အခါမှာပေးဆက်တတ်တဲ့အလေးအထားလည်းရှိတယ်တဲ့ဒါသူတော်ကောင်းအဲ့ဒါကိုစာပေမှာကတင်ညုတာကတဝေဒိတာတဲ့ကျေးဇူးသိတယ်ကျေးဇူးကိုထုတ်ဖော်တယ်ထုတ်ဖော်တယ်ဆိုတာစတ်တာပြောတယ်ထုတ်ဖော်တယ်နှုတ်ကလည်းထုတ်ဖော်ပြောတယ်စိတ်ကလည်းကျေးဇူးကိုသိတယ်သိတဲ့အတိုင်းလည်းပဲထုတ်ဖော်ပြောတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူတော်ကောင်းပါတဲ့ဒါကအခြေခံအားဖြင့်သူတော်ကောင်းအဲ့တော့ဘုန်းကြီးတို့တွေမှာလည်းကိုယ့်ပေါ်မှာကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတာပဲလူဘဝရလာတဲ့အခါမှာကိုယ့်ကိုပထမဆုံးကျေးဇူးပြုတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့မေးမယ်ဆိုရင်အမေနဲ့ဖေပေါ့နော်အမေအဖေကငယ်ငယ်တည်းကမရှိဘူးဆိုရင်ကိုယ့်ကိုဆောက်ရှောက်လာတဲ့ပုဂ္ဂိုလ်ပေါ့နောက်ဆုံးမှာကိုယ့်ကိုဒီမျိုးတွေဘာတွေပါဆိုလို့ရှိရင်နော်ဆေးရုံမှာတက်မွေးရတယ်ဆိုရင်ဆောက်ရှောက်ခဲ့တဲ့ဆရာမတွေလည်းဒါကိုကျေးဇူးရှင်တွေလို့ပဲပြောရမှာပဲသူတို့ကဂရုမစိုက်ခဲ့ဘူးဆိုရင်ကိုယ့်အသက်ကလေးဟာရှင်ညမရှင်မှာဟုတ်အဲ့တော့ပတ်ဝန်းကျင်ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့ဒါမျိုးကကျေးဇူးသိတယ်ဆိုတဲ့နေရာမှာဒီအမတန်မှဒီကျေးဇူးသိတယ်လို့ပြောပေမဲ့လို့ကျေးဇူးဆက်ဖြစ်ဖို့ဆိုတာလဲခဲရင်တဲ့အရာတစ်ခုဖြစ်တယ်ဘုန်းကြီးရဲ့ကိုယ်ရွယ်လေးတစ်ခုပြောပြမယ်ဆိုရင်အသက်6နှစ်လောက်9နှစ်အရွယ်လောက်ကဘုန်းကြီးတို့ဇာတိရွာကျောင်းကအေယဝတီမြစ်ကဘာမှာရှိတယ်အဲ့ဒီအေယဝတီမြစ်ကဘာမှာရှိတော့ရေချိုးတယ်ဆိုရင်မြစ်ထဲမှာပဲချိုးကြတာကုန်းပေါ်မှာရေချိုးတယ်ဆိုရဲအလေးထားမရှိဘူးရေချိုးကြတယ်ရေချိုးတယ်ဆိုတာကိုနားလဲတာရေအဲ့ဒီခေတ်တုန်းကငယ်ငယ်တုန်းကရေချိုးရတယ်ဆိုတာမြစ်မှာပဲချိုးရတယ်လို့သိတယ်ရေချိုးကန်းဆိုတာမကြားဘူးနော်ကုန်းပေါ်မှာခြားရေချိုးတယ်ဆိုတာမကြားဘူးရေချိုးခြင်းအဝတ်ကလေးဟုတ်လားလဲပြီးတော့ရေထဲခုန်ချပြီးတော့ချိုးတာကြီးပဲအကုန်လုံးမြေရိုးမှာနေတဲ့ပုဂ္ဂိုလ်တွေကဒီလိုပဲပေါ့အေယာဝတီတိုင်းမှာတချို့နေတဲ့ပုဂ္ဂိုလ်တွေလည်းဒီလိုရှိကောင်းရှိမှာအဲ့ဒါလို့နဲ့ငယ်ငယ်တွေကရေကူးတတ်အောင်လဲသင်ကြရတယ်ပေါ့မြစ်ထဲမှာပဲရေချိုးကြအဲ့ဒီ9နှစ်သားအရွယ်လောက်မှာကျောင်းရေစိတ်မှာစိုက်ထားတဲ့လှေလေးတစ်စင်းရှိတယ်ငယ်ငယ်ဆိုတော့အဲ့ဒီလှေလေးပေါ်မှာတက်ပြီးတော့ရေကိုဆော့တာပေါ့ရေမချိုးဘူးသူများတွေကကျောင်းသားတွေကိုရင်တွေကရေချိုးနေကြတယ်လှေလေးကဥပိုင်းမှာတာမန်လေးကဥပိုင်းမှာကျိုးချီထားတယ်ပဲ့ပိုင်းကကျိုးမချီဘူးကိုရင်တွေကျောင်းသားတွေကရေချိုးတဲ့အခါလှိုင်းပုတ်ပြီးတော့ပဲ့ပိုင်းကကန်းကနေကွာသွားတယ်ဘုန်းကြီးကထိုင်နေတာပဲ့ပိုင်းမှာထိုင်နေတယ်အဲ့တော့ရေနဲ့ပိုင်းကိုအလိုလိုရောက်သွားတယ်ပေါ့အဲ့ဒီအချိန်မှာကျောင်းသားတွေကရေကူးရင်းကနေပြီးတော့လှေနံရံကိုဆွဲကြတာပေါ့ဆွဲလိုက်တဲ့အခါလှေကစောင်းသွားတယ်ရုတ်တရက်စောင်းသွားတဲ့အခါလှေပေါ်ထိုင်နေတဲ့အမှတ်တမဲ့နဲ့ရေထဲကိုထိုးကျသွားတာထိုးကျသွားတာကိုယ့်အကိုတတိယခဏထိမှတ်မိတယ်အဲ့ဒါရေထဲကိုပလုံနဲ့ထိုးကျသွားတာလက်ထက်မှာဥပုပ်လေးနှစ်ခုကလည်းကန်ရက်ဖယ်အဲ့ထိုးကျသွားတဲ့အခါမှာအောက်ဒီမြေကြီးကိုထိဖို့ကြိုးစားတာထိလို့မရဘူးအောက်ကိုခန္ဓာကိုယ်လျှော့ချတယ်မြေကြီးကိုမထိဘူးအပေါ်ကိုဖော်ဖို့ကြိုးစားကြည့်တယ်အပေါ်လည်းဖော်လို့မရဘူးအဲ့တော့အလဲကောင်းမှာပဲခန္ဓာကိုယ်ကလူကမတ်တရက်လေးခြေထောက်ကမြေကြီးမထိဘူးခေါင်းကလည်းရေပြင်ပေါ်တက်လို့မရဘူးအဲ့ဒီလိုလေးပဲရေထဲမှာ2မိနစ်3မိနစ်လောက်တော့ကြာသွားအဲ့တော့ရေထဲကျသွားတာလည်းမြင်ရောကိုရင်ကြီးတစ်ပါးကလာပြီး
ရေထဲကျသွားတယ်ဆိုတော့သင်္ကန်းကြပြပြချွတ်ပြီးတော့သူကရေထဲထိုးဆင်းပြီးတော့ငုတ်တာပေါ့ပထမတစ်ချိန်တော့မတွေ့ဘူးဆိုပြီးတော့ပေါ်လာနောက်တစ်ချိန်ငုတ်တဲ့အခါကျတော့သူ့ရဲ့ခြေထောက်ကဘုန်းကြီးရဲ့ပေါင်ကိုလာပြီးတော့ကန်မိသွားတယ်အဲ့ဒီကျတော့သူကတွေ့ပြီဆိုပြီးတော့ပွေပြီးတော့တင်လိုက်တယ်အဲ့ဒါနဲ့မသေးတာတကယ်တော့မြုပ်သွားတယ်လုံးဝမြုပ်သွားတယ်ရေထဲမှာချက်ချင်းကောက်ပြီးတော့ဆယ်လိုက်တဲ့အခါသို့တော့ထူးဆန်းတာကတတိလုံးဝမမေ့ဘူးခဏအထိအဲ့ဒါကိုမှတ်မိနေတယ်နှာခေါင်းထဲရေဝင်တာလည်းမရှိဘူးအဲ့တော့အချိန်မကြာဘူးလို့ထင်ရမှာပေါ့1စက္ကန့်2စက္ကန့်လားအဲ့ဒီအတွင်းလောက်1မိနစ်2မိနစ်အတွင်းလောက်ပဲဖြစ်မယ်အဲ့ဒါနဲ့အသက်မသေးပဲနဲ့ကုန်းပေါ်ပြန်ရောက်တယ်ပေါ့ငယ်ငယ်ကတော့ဒါကိုကျေးဇူးရှိတဲ့ပုဂ္ဂိုလ်လို့သိမသိဘူးတိတတ်တဲ့အရွယ်ရောက်တော့အေးအဲ့ဒီငယ်ငယ်တုန်းကရေထဲကနေဆယ်ပေးတဲ့ကိုရင်ကြီးနောက်တော့သူကလူထက်သွားအိမ်တော်ရသားကြတခြားရွာပြောင်းတယ်သူ့ကိုကျေးဇူးဆက်ချင်လို့မေးလိုက်တဲ့အခါကျတော့သူကဘဝတစ်ပါးပြောင်းသွားပြီတဲ့ကိုကကျေးဇူးဆက်မလို့လုပ်တဲ့အချိန်ကျတော့ဘဝတစ်ပါးပြောင်းသွားပြီဒီလိုကျေးဇူးတရားဆိုတာလူတိုင်းမှာရှိတတ်တယ်ပေါ့အဲ့ဒါလို့ရှိတဲ့အခါမှာကျေးဇူးဆိုတာဆက်နိုင်ရင်အကောင်းဆုံးပဲပေါ့ကျေးဇူးတင်တတ်တယ်ကျေးဇူးဆက်ရင်သူတော်ကောင်းရဲ့လက္ခဏာတဲ့ဒါသူတော်ကောင်းလို့ခေါ်နိုင်ပြီတဲ့ဟောနောက်တစ်ခုသူတော်ကောင်းလို့ခေါ်နိုင်တဲ့အကြောင်းအရာတစ်ခုဘုန်းကြီးတို့တွေမှတ်သားဖို့ရသူများအသက်မှတတ်ချင်းကရှောင်တယ်သူများဥစ္စာခိုးယူခြင်းမှမတရားယူခြင်းမှရှောင်တယ်သူတော်ဘာသာမယာပြမှားခြင်းမှရှောင်တယ်လိမ်ပြောခြင်းမှရှောင်တယ်အယက်သေးစာရှောင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲသူတော်ကောင်းလို့သတ်မှတ်တယ်မြတ်စွာဘုရားကအဲ့ဒီတပ္ပုရိတသုတ်မှာဒါကိုဟောထားတယ်သူတော်ကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်လဲတဲ့သူတော်ကောင်းဆိုတာသူများအသက်ကိုတတ်ခြင်းမှရှောင်တယ်တဲ့သူများအသက်ကိုမတတ်ဘူးတဲ့ဒါသူတော်ကောင်းသူများဥစ္စာကိုမတရားယူခြင်းမှရှောင်တယ်တဲ့ဒါသူတော်ကောင်းကာမိတုမိစ္ဆာစာရလို့ခေါ်တဲ့ကာမကိစ္စတွေမှာမှားယွင်းလှုပ်တာမလုပ်ဘူးတဲ့ဒါသူတော်ကောင်းဟောနောက်တစ်ခုကလိမ့်လီပြောကြတာမျိုးမလုပ်ဘူးတဲ့အမြဲတမ်းမှန်ကန်တဲ့စကားကိုပဲပြောတယ်နှုတ်ကိုစောင့်စည်းတယ်ဒါလည်းသူတော်ကောင်းဝိသေဝါတွေမသုံးဆွဲဘူးတေးသေးရဲ့မတော့ဘူးအကျင့်ကောင်းတယ်ဒါလည်းသူတော်ကောင်းပဲဒါက၅ပါးသီလလုံခြုံလို့ရှိရင်လည်းသူတော်ကောင်းလို့သတ်မှတ်တယ်ပေါ့တော့၅ပါးသီလလုံတဲ့ပုဂ္ဂိုလ်ဟာဘယ်အခမ်းအနားတက်တဲ့ဟုတ်လားကိုချင်းတရားကောင်းတယ်ဆိုပါစို့ကဲ၅ပါးသီလမလုံလို့လူတယောက်ကသူများပစ္စည်းကိုလိန်သွားတယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်တယောက်ဟာအခမ်းအနားကိုလာတက်မယ်ဟာဘယ်တော့မှဘသူပစ္စည်းလိန်သွားတာဆိုအခမ်းအနားမှာသူညံ့တာမလှဘူးလေတက်လဲတက်ရဲမှာမဟုတ်ဘူးလေအဲ့ဒါလို့ပေါ့ကောင်းတဲ့အရည်ချင်းလေးတွေရှိတဲ့ပုဂ္ဂိုလ်တွေကိုဒါသူတော်ကောင်းအခမ်းအနားမှာတင့်တယ်တဲ့ပုဂ္ဂိုလ်တွေကိုသူတော်ကောင်းအဲ့ဒါလို့သူတော်ကောင်းတွေကိုတဖြည်းဖြည်းဂုံအရည်ချင်းတွေကိုတိုးမြင့်လိုက်တယ်ဂုံအရည်ချင်းတွေကိုတိုးမြင့်ပြီးတော့ပြအဲ့သူတော်ကောင်းဆိုတဲ့အထက်မှာရသော်ဘုရားကထပ်ပြီးတော့ခွဲလိုက်သေးတယ်ပို့ပြီးတော့သူတော်ကောင်းဖြစ်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်တာမန်အဆင့်သူတော်ကောင်းလို့ခေါ်ရတဲ့ပုဂ္ဂိုလ်ရဲ့သူတော်ကောင်းတဲ့ပို့ပြီးတော့ကောင်းတဲ့သူတော်ကောင်းဆိုတာရှိသေးတယ်ဆိုပါစို့အဆင့်မြင့်သူတော်ကောင်းပေါ့အခြေခံသူတော်ကောင်းနဲ့အဆင့်မြင့်သူတော်ကောင်းအဆင့်မြင့်သူတော်ကောင်းကြတော့ဘာလဲလို့ဆိုရင်ကိုယ်တိုင်လည်းသူများတဲ့တတ်ခြင်းမှရှောင်တယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းနှိုးဆော်ပေးတယ်ကိုယ်တိုင်လည်းသူများဥစ္စာမတရားယူခြင်းမှရှောင်တယ်သူများကိုလည်းပဲရှောင်ဖို့တိုက်တွန်းနှိုးဆော်ပေးတယ်မိစ္ဆာစာရအမှုမှရှောင်တယ်သူတစ်ပါးကိုလည်းတိုက်တွန်းနှိုးဆော်ပြီးတော့ပေးတယ်ရှောင်အောင်လုပ်ပေးတယ်ကိုယ်တိုင်လည်းလိမ်မပြောဘူးသူများကိုလည်းလိမ်မပြောဘူးတိုက်တွန်းတယ်ကိုယ်တိုင်လည်းအယက်သေးစာမတော့ဘူးသူများကိုလည်းမတော့အောင်တိုက်တွန်းတယ်ကြတော့သူတော်ကောင်းတဲ့သူတော်ကောင်းသို့မဟုတ်ပို့ပြီးတော့သူတော်ကောင်းလို့ဒီလိုပြောရတယ်နိုင်ရှင်လာတဲ့အခါအဲ့ဒါအခြေခံအဖြစ်ဒါသူတော်ကောင်းတွေပဲ
နောက်ဒီတဲ့သူတော်ကောင်းတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲဆိုရင်ကံကံဤအကျိုးကိုယုံကြည်ခြင်းယရဏသုံးပါးဤဂုဏ်ကိုယုံကြည်ခြင်းလို့ဆိုတဲ့ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားခြင်းစိတ်ကြည်နူးခြင်းဆိုတဲ့တရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒါသူတော်ကောင်းပဲတဲ့ဒါဖြင့်တရားတရားရှိတယ်မရှိဘူးကိုဘယ်လိုလုပ်သိရဘယ်လိုလုပ်သိနိုင်လဲမြတ်စွာဘုရားကလူတယောက်ရဲ့တဏ္ဍာမှာတရားတရားရှိတယ်မရှိဘူးဆိုတာကိုအကဲခတ်လို့ရတဲ့နည်းစနစ်တစ်ခုပေးတာအဲ့ဒါဘာလဲလို့ဆိုရင်ဒသနကာမောသီလဝတ္တံဘယ်ဆရာတော်ကြီးဖြစ်အကျင့်သိက္ခာနဲ့ပြည့်စုံတယ်ဘယ်သံဃာတော်တွေဖြစ်အနေထိုင်ကောင်းတယ်ဘယ်ပုဂ္ဂိုလ်ဖြစ်သီလနဲ့ပြည့်စုံတယ်လို့ကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်တွေကိုတွေ့ခြင်းနဲ့ဆုံခြင်းနဲ့ဖူးမြော်ခြင်းနဲ့ဆိုရင်ဒါသူတော်ကောင်းရဲ့တရားတရားရှိသူရဲ့လက္ခဏာတစ်ခုပဲဒီလိုဘက်ကိုစိတ်ဝင်စားတယ်ဆိုလိုတာကကိုချင်းတရားနဲ့ပတ်သက်ပြီးစိတ်ဝင်စားတာလို့ပြောတာတတ္ထာဆိုတာစိတ်ဝင်စားတာပဲကိုချင်းတရားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဒသနကာမောသီလဝတ္တံအဋ္ဌမံသောတုမိစ္ဆတိတရားပွဲဆိုလို့ရှိရင်သွားခြင်းနဲ့ဘယ်ဆရာတော်ဟောတဲ့တရားပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ဟောတဲ့တရားပဲဖြစ်ဖြစ်တရားနာဖို့စိတ်ဝင်စားတယ်တချို့ကျတော့တရားနာဖို့စိတ်မဝင်စားဘူးလေအဲ့တော့တရားနာဖို့စိတ်ဝင်စားတာကိုကဒါတရားတရားရှိလို့စိတ်ဝင်စားတာတဲ့တရားတရားမရှိရင်စိတ်မဝင်စားကိုယ်တဏ္ဍာမှာတရားတရားမရှိတဲ့အချိန်မှာဆိုရင်အကြောင်းအမျိုးမျိုးပြတယ်လေမအားလို့တို့ဘာလို့ဆရာရှိလို့ညာလို့ဆရာရှိအဲ့တော့တန်ဖိုးထားရခြင်းသိပ်ကွာသွားတယ်ပေါ့စဉ်းစားရမှာကအလုတ်ကိစ္စကိုတန်ဖိုးထားရမှာလားတရားကိုတန်ဖိုးထားရမှာလားလို့အလုတ်ရှိလို့တရားပွဲမသွားဘူးဆိုလို့ရှိရင်အလုတ်ကိုတန်ဖိုးထားရရောက်တယ်တရားကိုတန်ဖိုးထားရမရောက်တော့ဘူးအဲ့တော့စိတ်ဝင်စားမှုချင်းကမတူဘူးလေစိတ်ဝင်စားမှုချင်းမတူဘူးအဲ့တော့တကယ်ကိုတရားပေါ်မှာစိတ်ဝင်စားနေတဲ့တရားစွမ်းအားရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အလုတ်ကိစ္စဆိုတော့ဘယ်တော့လုံလို့နော်စဉ်းစားဖို့ရင်းကိုမတူဘူးတစ်သလုံးလုံးနေရမှာပဲတရားဆိုတာတစ်ခါတလေမှနာရတာသွားနာမယ်ဆိုပြီးတော့အဲ့ဒါကိုပြောတာတတ္ထမံသောတုမိစ္ဆတိသူတော်ကောင်းတရားကိုနာခြင်းနဲ့တရားနာခြင်းတရားစွမ်းအားရှိတယ်နောက်တစ်ခုကြတော့ပါတော့ဝိနယေမစ္စေရမလံလောကမှာလူတွေကကိုယ့်အတွက်ပဲစဉ်းစားတယ်ဘယ်သူပဲဖြစ်ဖြစ်ကိုယ့်အတွက်ကိုစဉ်းစားတယ်အများအတွက်စဉ်းစားတဲ့ပုဂ္ဂိုလ်ကနည်းတယ်ကိုယ့်အတွက်ဖူးလုံးပြီးဆိုမှအများအတွက်စဉ်းစားကောင်းစဉ်းစားလိုက်တခုဖြစ်ရင်ကိုယ့်အတွက်ကိုအရင်စဉ်းစားတာဒါလူရဲ့သဘာဝလိုဖြစ်နေတယ် selfish ခေါ်တာပေါ့နော်ကိုချိုးအတွက်ပဲအမြဲတမ်းကြည့်လွန်ကဲလာလို့ရှိရင်ဒါအယုဆိုးကြည်တန်တာဖြစ်လာအဲ့ဒါလို့မဟုတ်ဘူးမြတ်တဲ့ပုဂ္ဂိုလ်ဟာဒါလူတော်လူကောင်းလို့ပြောလို့ရတယ်တရားစွမ်းအားထက်လာတဲ့ပုဂ္ဂိုလ်ကြတော့သူကကိုယ့်အတွက်တဲ့အများအတွက်ကိုစဉ်းစားလာတယ်ကိုရတဲ့အခွင့်အရေးမျိုးတွေသူများကိုလည်းရစေချင်လာတယ်ကိုတယောက်တည်းရတာမျိုးမလိုချင်ဘူးနော်ကိုတယောက်တည်းသုံးစားချင်တာမျိုးမလိုချင်ဘူးအများအတွက်လှုပ်ချင်လာတဲ့စိတ်တွေစိတ်ဝင်စားမှုတွေဖြစ်လာတယ်အဲ့ဒါဟာမစ္စရိယအညစ်အကြေးကိုဖယ်ရှားပေးခြင်းပဲဖြစ်ပါတယ်စွန့်လွတ်ခြင်းနဲ့နော်စွန့်လွတ်နိုင်မှုဆိုတာမစ္စရိယကိုဖယ်ရှားနိုင်မှာစွန့်လွတ်မှုမစ္စရိယဆိုတဲ့အဓိပ္ပာယ်ကမာဣထံအစ္စရိယံအညေတံဟောတုတယ်အခုလိုအခြေအနေဒုတရအံ့ဩဖွယ်ကောင်းတဲ့အခွင့်အရေးတရားဟာတခြားလူတွေမှာမဖြစ်ပါစေနဲ့ငါတယောက်တည်းမှာဖြစ်ပါစေဆိုကိုတယောက်တည်းတစ်ခုခုလိုချင်လာတယ်ဆိုရင်ဒါမစ္စရိယလို့ခေါ်တယ်နော်တချို့ကတော့နှမျောတယ်ဆိုတာကိုမစ္စရိယလို့ပြောနေတယ်မစ္စရိယရဲ့အဓိပ္ပာယ်ကအမတ္တမကျယ်ဝန်းတယ်ပေါ့အဲ့တော့မစ္စရိယဆိုတာငါသာကြီးပွားခြင်းနဲ့သူများကိုမကြီးပွားစေခြင်းငါသာချမ်းသာခြင်းနဲ့သူများကိုမချမ်းသာစေခြင်းဒါမစ္စရိယပဲပေါ့နော်အဲ့တော့ငါသာမဟုတ်ဘူးငါကြီးပွားတယ်လို့သူတို့လည်းကြီးပွားစေခြင်းနဲ့ဆိုရင်ဒါမစ္စရိယမရှိဘူးလို့ပြောအဲ့ဒါလို့ပြင်လက္ခဏာ3ရပ်နဲ့တတ်မှတ်ပြီးတော့တရားတရားရှိသူလို့သိနိုင်ပါတယ်တဲ့မြတ်စွာဘုရားကတဝေတ္တောတိဟောစတိဆိုပြီးတော့ဒီလိုဟောထားတာရှိတယ်ကောင်းပြီအဲ့ဒီတရားတရားဆိုတဲ့စွမ်းအားတစ်ခုရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒါသူတော်ကောင်းပဲအရေးချင်းရှိတဲ့သူတော်ကောင်းတစ်ခုပဲ
ဟောနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်ဝီရိယကျုပ်ပန်းအထောက်မှုရှိတယ်ဝီရိယဆိုတာဘာကိုပြောတာတော့ဆိုရင်မကောင်းတဲ့စိတ်တွေတွန်းလှန်ဖယ်ရှားဖို့စိတ်ကောင်းနှလုံးကောင်းမွေးဖို့ကြိုးစားအထောက်တာလောကမှာလူတော်လူကောင်းဆိုတာသူ့အလိုလျောက်ဖြစ်လာတာမဟုတ်ဘူးကိုယ့်ကိုယ်ကိုတွန်းလှန်ဖယ်ရှားပြီးတော့မကောင်းတာတွေတွန်းလှန်ဖယ်ရှားပြီးကောင်းတာတွေလက်ခံကျင့်သုံးခြင်းဖြစ်လာသူတော်ကောင်းဖြစ်လာတာအဲ့တော့ကြိုးစားအထောက်မှုဆိုတာဘာလဲမကောင်းတဲ့စိတ်ဓာတ်တွေကိုယ်တဏ္ဍာမှာမရှိအောင်တွန်းထုတ်ဖယ်ရှားတယ်ကောင်းတဲ့စိတ်ဓာတ်တွေကိုမွေးမြူတယ်အဲ့ဒီလိုကြိုးစားမှုဟာမှန်ကန်တဲ့ကြိုးစားမှုလို့ဒီလိုခေါ်တယ်စာပေကျမ်းဂန်မှာအမြဲတမ်းအဲ့ဒါကိုမြတ်စွာဘုရားကရှင်းပြီးတော့ဟောလေးရှိတယ်ပေါ့ကုသလနံဓမ္မနံအကုသလနံဓမ္မနံဘာဟာနာယအကုသိုလ်တရားတွေဖယ်ရှားဖို့ကုသလနံဓမ္မနံဥပတံပရာယကုသိုလ်တရားတွေပြည့်စုံဖို့အမြဲမပြတ်ကြိုးစားအားထုတ်နေတာအဲ့ဒါဟာဝီရိယပဲလို့ဒီလိုပြောတယ်အဲ့ဒီဝီရိယဆိုတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်ဟာလေသူတော်ကောင်းပဲပေါ့နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်တတိတဲ့အရာရာမှာတတိထားတတ်တဲ့ပုဂ္ဂိုလ်တတိဆိုတဲ့နေရာမှာဒီနေရာမှာလည်းပဲအဆင့်မြင့်တတိနဲ့တာမန်အဆင့်တတိနှစ်မျိုးခွဲခြားပြီးတော့မှတ်ရတာမန်တတိလို့ပြောရမှာကောင်းတဲ့အလုပ်တွေလုပ်ဖို့အမြဲတမ်းအမှတ်ရနေရမယ်အဲ့ဒါလို့အမှတ်ရနေတဲ့တတိဟာဒါအပမာဒတတိလို့ခေါ်တယ်ဒီတဲ့အဆင့်မြင့်လာပြီဆိုလို့ရှိရင်မဟာသတိပဋ္ဌာန်သုတ်မှာလာတဲ့အတိုင်းကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ဒီအာယုန်တွေပေါ်မှာတတိကတ်နေအောင်ကြိုးစားရမယ်ဟောဒီအရေးချင်းတွေဟာသူတော်ကောင်းရဲ့အရေးချင်းတွေပါတဲ့နောက်တစ်ခုကဘာလို့ဆိုရင်တမာတိဆိုတာစိတ်တွေလေလွင့်မနေဘဲနဲ့စိတ်ကလေးဟာအာယုန်တစ်ခုပေါ်မှာစူးစိုက်လိုက်တိုင်းငြိမ်သွားအောင်စူးစီးနိုင်တာတခါလူတွေကပြောကြတယ်လေစိတ်တွေလွင့်နေတယ်စူးစီးလို့မရဘူးနဲ့ပြောတာတမာတိရှိပြီဆိုရင်စိတ်ဟာဘယ်ဘက်ကိုအာယုန်စိုက်လိုက်အလုံးဟာစူးစီးပြီးသားဖြစ်သွားတယ်စူးစီးပြီးလို့ရှိရင်စိတ်ရဲ့စွမ်းအားတွေဟာတက်လာတယ်အဲ့ဒါလို့စိတ်ကိုစူးစီးနိုင်တဲ့ပုဂ္ဂိုလ်ဥပမာပဲအာနာပါနထွက်လေဝင်လေလေးရှုပြီးတော့လဲစိတ်ကိုစူးစီးလို့ရတယ်ပေါ့တခြားအာယုန်လေးတစ်ခုပေါ်မှာကောင်းတဲ့အာယုန်လေးပေါ်မှာလဲစိတ်ကိုစူးစီးလို့ရတယ်အဲ့ဒါလို့စူးစီးလို့ရလာတာတမာတိလို့ခေါ်တယ်ပေါ့အဲ့ဒါလို့စူးစီးနိုင်တာဟာလည်းပဲဓာတုတော်ကောင်းမယ်သူယုံမှဆိုတာကြတော့မစူးစီးနိုင်ဘူးသူကအမြဲတမ်းဒီစိတ်ဟာလွင့်ပြန်နေတယ်မကောင်းတာတွေလုပ်ဖို့အမြဲတမ်းတွေးပြီးတော့စိတ်တွေကလွင့်ပြန်နေတယ်ကောင်းတဲ့ဘက်မှာစိတ်ကိုစူးစီးလို့မရဘူးတဲ့နောက်တစ်ခုကပညာဆိုတာအခြေခံအပြင်ပြောမယ်ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတဲ့ပညာမျိုးကိုပညာလို့ပြောတယ်ဒီတဲ့အဆင့်မြင့်သွားလို့ရှိရင်ဘာလဲတတ္တဝါဆိုတာမရှိဘူးယုံနဲ့နာနှစ်မျိုးသာရှိတယ်ဒီယုံနဲ့နာဟာလည်းသူ့အကြောင်းကြောင့်သူဖြစ်တာလို့ဒီလိုသိလာတယ်သိလာရုံနဲ့မကဘူးဒီအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ယုံနဲ့တရားတွေဟာဘယ်အရာမှမြဲနေတာမရှိဘူးအစဉ်သာဝရပြောင်းလဲနေကြတယ်ဆိုတာတွေကိုမြင်လာတယ်မြင်လာလို့ဒီသင်္ခါရတရားတွေရဲ့လွတ်ရာချုပ်ငြိမ်းရာအငြိမ့်ဓာတ်ကိုလည်းပဲသိလာတယ်အဲ့ဒါကြတော့အဆင့်မြင့်ပညာလို့ခေါ်တယ်အဲ့ဒီလိုအခြေခံကစပြီးတော့အဆင့်မြင့်ပညာထိအောင်ရလာတဲ့ပုဂ္ဂိုလ်တွေဒီရည်ချင်းတွေနဲ့ပြည့်စုံလို့ရှိရင်လေသူတော်ကောင်းလို့မြတ်စွာဘုရားသတ်မှတ်တယ်ပေါ့အဲ့တော့သူတော်ကောင်းဆိုတာကိုသိလိုက်ရလို့ရှိရင်သူတော်ကောင်းတရားဆိုတာဘာတွေလဲလို့မေးမယ်ဆိုလို့ရှိရင်အခြေခံအားဖြင့်ပြောမယ်သူတော်ကောင်းတရားဆိုတာဘာလဲကျေးဇူးတည်တတ်ခြင်းဟာသူတော်ကောင်းတရားပဲပေါ့နော်ဒီအရေးချင်းတွေကိုပဲတရားလို့ပြောတာနော်သူတော်ကောင်းတရားဆိုတာကျေးဇူးတည်ခြင်းကျေးဇူးဆက်ခြင်းဟာလေသူတော်ကောင်းတရားပဲဟောနောက်တစ်ခုပါဏာတိပါဒမှာရှောင်ကျင်ခြင်းအရိဏဒါနကာမေတုမိစ္ဆာစာရမုတ္တဝါဒနော်နောက်ပြီးတော့သူရမေရယကရှောင်ကျင်ခြင်းဆိုတယ်ဒီ၅ပါးသီလဘာလဲသူတော်ကောင်းတရားပဲတချို့က၅ပါးသီလလေးကိုအပြစ်ပြောကြတယ်၅ပါးသီလအမတန်မှတန်ဖိုးရှိတယ်လို့မြတ်စွာဘုရားဟောထားတာနော်အခြေခံသီလကိုပဲပြည့်စုံအောင်ကြိုးစားအထောက်ကြသူတော်ကောင်းတရားဆိုတာအဲ့ဒါပဲပေါ့အခြေခံအားဖြင့်အဆင့်လိုက်သူတော်ကောင်းတရား
ဟောဒီတဲ့အဆင့်မြင့်လာတဲ့သူတော်ကောင်းတရားကြတော့တတ္တာတို့ဝီရိယတို့တတိတို့သမာဓိတို့ပညာတို့ဒါသူတော်ကောင်းတရားတွေပဲနောက်အဆင့်ဒီတဲ့မြင့်လိုက်လို့ရှိရင်ဘာဖြစ်မလဲမဂ္ဂင်၈ပါးသူတော်ကောင်းတရားပဲပေါ့အဲ့တော့မဂ္ဂင်၈ပါးဆိုတာဘာကိုပြောတာတုံးလို့မေးလိုက်မယ်ဆိုလို့ရှိရင်တမ္မာဒိဋ္ဌိတဲ့မှန်မှန်ကန်ကန်မြင်တာမှန်မှန်ကန်ကန်မြင်တယ်ဆိုတာဘာကိုပြောတာလဲလို့မေးလှုပ်တဲ့လားမလှုပ်တဲ့ဘူးလားမြင်တာမှန်မှန်ကန်ကန်မြင်တာပဲပေါ့ဒါကကုသိုလ်ဒါကအကုသိုလ်လို့မြင်တာဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးလို့မြင်တာတမ္မာဒိဋ္ဌိအဲ့ဒီလိုမှန်မှန်ကန်ကန်မြင်မှုကိုယ်တဏ္ဍာမှာရှိအောင်ဘာလို့လဲဆိုရင်တမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတတ်ဖို့လိုတယ်တဲ့အဲ့ဒီမှန်မှန်ကန်ကန်တွေးတောနိုင်ခြင်းဟာလည်းပဲသူတော်ကောင်းတရားတစ်ခုပဲကောင်းပြီအမှန်မြင်ပြီးအမှန်တွေးတယ်ဘာတွေအခြေခံရမလဲလို့ဆိုရင်အမှန်တွေးတတ်ပြီးအမှန်မြင်လာပြီဆိုရင်အမှန်ကဘာတွေလုပ်ရမလဲဆိုရင်တမ္မာဝါစာမှန်တဲ့စကားကိုသာပြောရမယ်စကားနဲ့ပတ်သက်ပြီးအပြောဆိုနဲ့ပတ်သက်ပြီးစီကံထိန်ချုပ်လိုက်တယ်ပေါ့သဘောမှာစီကံရှိတယ်ပေါ့ဘုန်းကြီးတို့တွေကအပြောနဲ့ပတ်သက်ပြီးတော့စီကံမရှိဘူးလေပြောခြင်းတို့ပြောကြတာကိုလိန်ရင်လည်းလိန်လိုက်ပဲဟုတ်လားဂုံတိုက်ခြင်းလည်းတိုက်လိုက်ပဲဆဲခြင်းလည်းဆဲလိုက်ပဲမဟုတ်တန်တရားတွေရှောက်ပြောခြင်းလည်းပြောလိုက်ပဲနှုတ်နဲ့ပတ်သက်ပြီးစီကံမရှိဘူးပေါ့ပါဇက်ဆိုတာပြောကြသေးတယ်လေထမင်းစားဖို့နဲ့စကားပြောဖို့ဟုတ်တယ်ပါဇက်ဆိုတာထမင်းစားဖို့နဲ့စကားပြောဖို့ထားတာပေါ့သို့တော့ပြောချင်တာတွေရှောက်ပြောနေပြီဆိုရင်တမ္မာဝါစာမဖြစ်ဘူးပေါ့ပြောတဲ့စကားတိုင်းဟာတမ္မာဝါစာတမ္မာဝါစာဖြစ်အောင်ပြောရမယ်လို့တမ္မာဝါစာဖြစ်အောင်ဘယ်လိုပြောရမလဲမှန်တာကိုသာပြောရမယ်သူများတွေတဦးနဲ့တဦးမတက်အောင်မပြောရဘူးတက်အောင်ပဲပြောရမယ်ဆဲရေးတိုင်းထွာတဲ့စကားမျိုးမပြောရဘူးယဉ်ကျေးတိမ်မွေးတဲ့စကားကိုသာပြောရမယ်အကျိုးမရှိတဲ့စကားတွေကိုမပြောရဘူးကောင်းကျိုးချမ်းသာဖြစ်ပွားစေတဲ့စကားမျိုးကိုသာပြောရမယ်ဟောတာမှတမ္မာဝါစာဖြစ်မယ်တမ္မာကမ္မဋ္ဌဆိုတာလူတွေနေစဉ်နဲ့အမျှအလုံးလုံးနေတာကိုယ်အလုံးလုံးနေတာဟာသူများအသက်ကိုထိခိုက်တဲ့အလုပ်မျိုးမဖြစ်အောင်သူများဥစ္စာကိုဖျက်ဆီးတဲ့အလုပ်မျိုးမဖြစ်အောင်သူတစ်ပါးတာမယာကာမကိစ္စမှာပြမှားတဲ့အလုပ်မျိုးမဖြစ်ရဘူးတဲ့ဟောတာအလုံးနဲ့ပတ်သက်လာလို့ရှိရင်အဲ့ဒါတွေကရှောင်လိုက်ရင်တမ္မာကမ္မဋ္ဌဖြစ်တယ်ပေါ့နောက်တစ်ခါတမ္မာအာဇီဝဆိုတာခုနကပြောခဲ့တဲ့နှုတ်နဲ့ပတ်သက်တဲ့လိန်ပြောခြင်းဂုံတိုက်ခြင်းဆဲရည်တိုင်းထွာခြင်းအကျိုးမဲ့ပြောခြင်းအဲ့ဒါတွေကိုအသုံးပြုပြီးတော့အသက်မွေးဝမ်းကြောင်းမလုပ်ဘူးဥပမာပဲစီးပွားရေးလုပ်ကြတယ်အယောင်းဝယ်လုပ်ကြတယ်လိန်ပြီးရောင်းရင်ဒါမုဒ္ဒဝါဒကိုအသုံးပြုတယ်လို့ခေါ်တာပေါ့လိန်ပြီးတော့ရောင်းတယ်ဆိုမုဒ္ဒဝါဒအသုံးဈေးမဝယ်ဈေးမဒီကိုယ့်ရဲ့ဖောက်တဲ့တွေကိုဆဲလွတ်တယ်ဆိုရင်ဒါကျမ်းတဲ့စကားပြောတာပဲပေါ့နော်ဆဲမလို့တောင်မှရိုင်းရိုင်းပြပြပြောတယ်ဆိုရင်ဒါပုဒ္ဒဝါစာပေါ့ဈေးတယ်နဲ့ဈေးဝယ်မတက်အောင်တိုက်လို့ရှိရင်ဒါပိသုဏဝါစာပေါ့အေးအကျိုးမရှိတာတွေကိုပြောပြီးတော့ဘာမှမဟုတ်တန်တရားတွေရှောက်ပြီးပြောလို့ရှိရင်ဒါကတမ္ဖပလာပါအဲ့ဒါတွေနဲ့အသက်မွေးဝမ်းကြောင်းမလုပ်ဘူးအသက်မွေးဝမ်းကြောင်းနဲ့လုပ်လို့ရှိရင်မန္နာကိုပြောတယ်သူများတွေမတက်အောင်မလုပ်ဘူးနော်ဆဲရည်တိုင်းထွာတာမလုပ်ဘူးယဉ်ကျေးတဲ့စကားပြောတယ်အကျိုးရှိတာကိုပြောတယ်အဲ့ဒါနဲ့အသက်မွေးလို့ရှိရင်တမ္မာအာဇီဝဖြစ်တယ်တခါသူများအသက်ကိုတတ်ပြီးတော့အသက်မွေးတာမလုပ်ဘူးသူများဥစ္စာကိုမတရားယူပြီးတော့အသက်မွေးတာမလုပ်ဘူးသူတော်ဘာသာမယာဖြတ်စည်းပြီးတော့အသက်မွေးတာမျိုးမလုပ်ဘူးဟောပေါင်းလိုက်တော့ဒုစရိုက်9ပါးခေါ်တာပေါ့ကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးဒီ9မျိုးနဲ့အသက်မမွေးဘူးရှောင်နေဆိုရင်တမ္မာအာဇီဝလို့ခေါ်တယ်မှန်ကန်တဲ့အသက်မွေးမှုအဲ့ဒါကိုချင်းတရားပိုင်းကဒါတွေနဲ့ပြည့်စုံလာပြီဆိုရင်အမှန်တမ်းဒါသူတော်ကောင်းတရားပဲပေါ့အဲ့ဒီသူတော်ကောင်းတရားဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲဆိုရင်တမ္မာဝါယာမတဲ့ကြိုးစားအထောက်မှုလိုအပ်တယ်ဒါတွေကလွယ်လွယ်ကူနဲ့တော့ဖြစ်လာမှာမဟုတ်ဘူးကြိုးစားပြီးလုပ်ရမယ်ကြိုးစားပြီးမှန်တဲ့စကားပြောရမယ်မှန်တဲ့အလုပ်လုပ်ရမယ်မှန်တဲ့အသက်မွေးမှုလမ်းကြောင်းပေါ်ရောက်အောင်လုပ်ရမယ်ကြိုးစားရမယ်တမ္မာဝါယာမကြိုးစားပြီးဆိုလို့ရှိရင်တတိရှိရမယ်တမ္မာတတိစိတ်တည်ငြိမ်အောင်ထားရမယ်တမ္မာသမာဓိထားအခြေခံအဖြစ်မဂ္ဂင်၈ပါးလို့ခေါ်တယ်အဲ့ဒီအခြေခံမဂ္ဂင်၈ပါးကနေပြီးတော့
နောက်ဆုံးမှာအဆင့်မြင့်တဲ့မဂ္ဂင်၈ပါးရောက်လာလို့ရှိရင်ဒါဝိပဿနာလမ်းကြောင်းပေါ်တက်လာတာပေါ့ခုနလိုတတ္တဝါဆိုတာမရှိဘူးယုံနဲ့နာနှမျိုးသာရှိတယ်လို့မြင်လာရင်တမ္မာဒိဋ္ဌိအဆင့်ဆင့်အဲ့ဒါလို့သွားမယ်အဲ့ဒါလို့မဂ္ဂင်၈ပါးလည်းအခြေခံကနေပြီးတော့စပြီးပြည့်စုံလာတယ်အဆင့်မြင့်မဂ္ဂင်တွေလည်းတစ်ဆင့်ဆင့်တိုးတက်ပြီးတော့ပြည့်စုံလာတယ်ဆိုရင်ဒီတရားတွေဟာဒါသူတော်ကောင်းတရားလို့ခေါ်တာပဲအဲ့ဒီသူတော်ကောင်းတရားတွေနဲ့ပြည့်စုံလာတဲ့ပုဂ္ဂိုလ်ကိုတပ္ပုရိသလို့လည်းခေါ်တယ်တန္တလို့လည်းခေါ်တယ်တပ္ပိလို့လည်းခေါ်တယ်အဲ့ဒါသူတော်ကောင်းဆိုတာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးလို့ဒီလိုပြောတာအဲ့ဒီသူတော်ကောင်းတွေနဲ့ပေါင်းရသင်ရလို့ရှိရင်ဘယ်လောက်ထိအောင်တန်ဖိုးရှိတယ်လဲဆိုတာမြတ်စွာဘုရားကတပ္ပိတုတ်တံမှာဟောထားတာလေးတွေရှိတယ်ပေါ့အဲ့ဒီတပ္ပိတုတ်တံလေးကိုမှတ်သားကြဖို့လိုအပ်တယ်ဒီတပ္ပိတုတ်တံလေးကဘယ်မှာပါတော့ဆိုလို့ရှိရင်တန်ယုတ္တနိကေမှာပါတယ်တန်ယုတ္တနိကေပါမယ်ဟုတ်တယ်အခုသူတော်ကောင်းနဲ့သူတော်ကောင်းတရားကိုအချင်းချုပ်အားဖြင့်အခြေခံအားဖြင့်သိကြရပြီအဲ့ဒါလို့သိပြီးတဲ့နောက်မှာသူတော်ကောင်းတရားကိုသိရခြင်းရဲ့အကျိုးကျေးဇူးသူတော်ကောင်းနဲ့ပေါင်းရခြင်းရဲ့အကျိုးကျေးဇူးကဘာတွေလဲဆိုတာကိုတပ္ပိတုတ်တံမှာမြတ်စွာဘုရားဟောထားတယ်နော်အဲ့ဒီဟောဖို့ဟောနည်းလေးကမြတ်စွာဘုရားကကြီးဟောတာမဟုတ်ဘူးမြတ်စွာဘုရားကသဝတိပြည်ဇေရွန်အကြောင်းမှာသတင်းသုံးပြီးတော့နေတယ်အဲ့သတင်းသုံးနေတဲ့အခါမှာမြတ်စွာဘုရားကိုဒီနတ်တွေကလာပြီးတော့ဖူးကြတယ်ဖူးတဲ့အခါမှာနတ်တွေကနေအခါမှာမလာဘူးဘာဖြစ်လို့မလာတော့ဆိုလူတွေကလှုပ်ရှားသွားလာပြီးတော့နေကြတယ်စိတ်ငြိမ်နေရမရဘူးတခုကလူတွေသွားလာလှုပ်ရှားနေကြတယ်တိတ်ဆိတ်မှုမရဘူးအဲ့ဒါတွေမကဘူးနတ်တွေကဟိုးယူဇနာကွာဝေးတဲ့ခရီးဝေးလောက်ကလူတွေရဲ့အနံ့နေရတော့လူရဲ့အနံ့ကိုမခံနိုင်ဘူးတဲ့သူတို့ကအနံ့ကရိုင်းနေတယ်ပေါ့နော်ကိုယ်နဲ့မတူတဲ့အနံ့ဆိုလို့ရှိရင်ဆိုအနံ့ကလည်းပဲဆိုးတယ်လေနော်ဒိဉ္ဉ်သီးတို့ဒူးရင်သီးတို့မကြိုက်တဲ့လူဆိုရင်ဒူးရင်သီးဈေးသွားရင်နှာခေါင်းပိတ်သွားမှာပဲနော်ငပိဈေးသွားလို့ရှိရင်လည်းနှာခေါင်းပိတ်သွားမှာအနံ့မခံနိုင်လို့ရှိရင်အဲ့တော့လိုပဲနတ်တွေကလူပြေလာလို့ရှိရင်လူရဲ့အနံ့တွေမခံနိုင်ဘူးမခံနိုင်လူတွေကလှုပ်ရှားသွားလာနေတဲ့အချိန်မှာဆိုအနံ့ပိုဆိုးတဲ့လူနံ့ရအဲ့ဒါကြောင့်မို့လို့လူတွေအိပ်ပြီးတော့ငြိမ့်နေပြီဆိုရင်အနံ့ကလည်းနည်းနည်းရောကျသွားတယ်ပေါ့လေထဲမှာတိတ်လွင့်ပြန်တာမရှိဘူးအဲ့ဒီအချိန်မှာတိတ်တဆိတ်လာကြတာဘယ်အချိန်လာတော့ဆိုရင်ညတန်းကောင်ချိန်မှာလာတယ်လူတွေအိပ်ပြီလေနော်လူတွေကလည်းအိပ်တာအမျိုးမျိုးရှိတယ်မဟုတ်လားပဲသူငယ်တိတ်ဆိတ်နော်တက်ကြီးခေါင်းချတော့ဒီလိုရှိတယ်အဲ့တော့တကောင်ကျက်တွန်တဲ့အချိန်လောက်ဆိုရင်လူကြီးတွေပါအိပ်ကုန်ကြအဲ့လိုလူတွေအိမ်မောကြနေတဲ့အချိန်မှာနတ်တွေကလာတယ်ဒါကြောင့်မို့မင်္ဂလာတုတ်ထဲမှာလေအဘိက္ကန္တာယရတ္တိယပထမယံလွန်မြောက်ပြီးတော့တန်းကောင်ယံရောက်တဲ့အချိန်ကြတော့မှနတ်တွေကလာကြတယ်လာတဲ့အခါမှာဆိုလဲဖြည်းဖြည်းလေးဒီလိုလာနေတာမဟုတ်ဘူးမြတ်စွာဘုရားရှေ့ကိုလာတဲ့အခါမှာဘုရားရှေ့မှာဘွားကနေပေါ်လာတယ်ဘွားကနေပေါ်လာတယ်မထိုင်ဘူးဘုရားရှေ့မှာမတ်တရရဲ့လေလက်ကိုချီတယ်ဂါရဝပြုတယ်ဘာဖြစ်လို့မထိုင်တာတော့ဆိုတာကိုအကြောင်းရှာထားတဲ့အခါမှာနံပါတ်1ကမြန်မြန်ပြန်ညင်တယ်တဲ့သူကလူပြေမှာလာတယ်ဆိုရင်ပြောရမယ်ဆိုရင်တော့နှာခေါင်းပိတ်လာတာဖြစ်ချင်းဖြစ်မှာပေါ့နော်အနံ့ကြောက်လို့မြန်မြန်ပြန်ညင်တယ်တဲ့လိုချင်လို့လာတာလူပြေလိုချင်တာလာတာတရားလိုချင်လို့လာကြတာသူတို့အဲ့တော့မြန်မြန်ပြန်ညင်တယ်တဲ့ဒါကြောင့်မို့မတည့်ရက်တယ်နောက်တစ်ခုကနတ်ဆိုတာစိတ်ထဲမှာထိုင်ညင်တယ်ဆိုရင်ကံကအကျိုးပေးတော့ထိုင်เสียကြီးကချက်ချင်းရောက်လာတယ်စားကျင်တယ်ဆိုရင်စားเสียကလက်ထဲရောက်လာတယ်သူတို့မှချက်เสียပြုတ်เสียဘာမှမလုပ်စိတ်ကလေးကူးယုံဟုတ်ကလားစိတ်ကူးယုံနဲ့ရတဲ့ချမ်းသာမျိုးဒါအတော်ကောင်းတာဈေးလဲရောင်းเสียမလုပ်ဘူးเนาะဝေလဲတွက်နေเสียမလုပ်ဘာလို့ကျင်တယ်ဆိုချက်ချင်းရောက်လာဈေးဝယ်เสียလည်းမလုပ်နတ်တွေမှာအမှန်တမ်းချမ်းသာဒါကြောင့်မို့လို့နတ်တွေကိုကမ္မဖလူပစီဝီလို့ခေါ်တယ်ကံရဲ့အကျိုးသက်သက်ကိုမှီပြီးတော့အသက်မွေးရတယ်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်လူတွေဟာအလုတ်ကိုင်းနေတဲ့ပင်မန်းလို့နော်ပင်လေကမ်းခြေသွားပြီးတော့အပန်းဖြေတယ်လို့ပဲပေါ့ဘာမှမလုပ်အောင်အချက်ဟ
ဟိုတယ်မှာသွားနာတယ်လို့ပဲဘာမှမလုပ်အောင်စားချိန်တန်စားရုံပဲကိုလည်းချက်ရမှာပတ်စံလေးပေးထားလိုက်ပြီးကံတွေလှုပ်ထားတဲ့ဆိုအဲ့လိုပတ်စံပေးထားတယ်လို့ပဲနော်ကိုလှုပ်ထားတဲ့ကံတွေကပတ်စံပေးထားတယ်လို့ပဲဟိုတယ်ကောင်းကောင်းမှနေရတယ်လို့သူတို့မှာစိတ်แท้ရှိတာတွေအကုန်ရပို့ပြီးတော့ပြည့်စုံတယ်အဲ့တော့ထိုင်နေတယ်ဆိုရင်ထိုင်ကုန်ကြီးကဖြစ်လာမှာဆိုတော့မြတ်စွာဘုရားကိုခါရဝပြုရမရောက်ဘူးဒါကြောင့်မို့ဘုရားရှိခိုးမထိုင်တာလို့ဒီလိုရှင်းပြထားတယ်ပေါ့ကဲဘယ်လိုကြောင့်မထိုင်နတ်တွေကတော့ဘုရားရှိခိုးလာတဲ့အခါမှာညတကောင်ကျော်မှာလာလေးရှိကြတယ်ဓမ္မနဲ့အဲ့ဒါလို့ညတကောင်ကျော်လာပြီးတဲ့အခါမှာသူတို့လာတဲ့အခါမှာရည်ရွယ်ချက်ကလေးတွေပါတယ်တချို့ကလည်းမေကွန်းပု္ပ္ပာလေးတွေယူလာတယ်လာမေးတယ်ဘုရားကိုဘုရားဖြေလိုက်ရင်သဘောကျပြီးပြန်သွားကြပြန်တယ်ဆိုတဲ့နေရာလေဒီနေရာမှာဝုတ်ခနဲ့ပျောက်သွားတာပဲရှိတယ်စိတ်နဲ့သွားတာသိမြန်တယ်သူတို့ကမြတ်စွာဘုရားဥပမာပေးထားတာရှိတယ်ကိုွေးထားတဲ့လက်ကိုဆန်းလိုက်တယ်လို့ပဲတဲ့ဆန်းထားတဲ့လက်ကိုကိုွေးလိုက်တယ်လို့ပဲတဲ့ဒီနေရာပျောက်ဟိုနေရာရောက်သူတို့သွားတဲ့နေရာအဲ့တိုင်နော်တဖြည်းဖြည်းသွားနေမယ်ဆိုဘယ်ရောက်မလဲအဲ့ဒါကိုစိတ်တကပ္ပနလို့ခေါ်တယ်စိတ်နဲ့သွားတာအခုပဲစိတ်နဲ့သွားကြည့်ပါလားမင်္ဂလာစေခုချက်ချင်းရောက်သွားမှာပဲနော်စိတ်ကရောက်သွားတာလေစိတ်ရောက်သွားတဲ့အတိုင်းခန္ဓာကိုယ်ကြီးကပါသွားတာသူတို့ချတော့အဲစိတ်နဲ့သွားတဲ့ဆိုအလွန်လင်းမြန်တယ်ပေါ့စက္ကန့်ပိုင်းအတွင်းရောက်သွားတာလေအဲ့ဒါလို့နတ်တွေဟာဘေကုံပု္ပ္ပာလေးတွေယူလာတယ်နောက်တစ်ခုကျတော့ကိုသိတာလေးကိုဘုရားရှိခိုးလာပြောခြင်းကြတယ်သူတို့ကဒီလိုရှိတယ်ကိုသိတာလေးဘုရားကိုလာပြောတာအခုဒီသုတ်တံမှာဆိုလို့ရှိရင်သူတို့ရဲ့ခံစားချက်ကလေးတွေအတွေ့အကြုံလေးတွေကိုလာပြောကြတာအဲ့ဒီနတ်တွေကသူတော်ကောင်းနဲ့ပတ်သက်ပြီးတော့သူတော်ကောင်းရဲ့ဂုဏ်ကျေးဇူးလေးတွေကိုပြောခြင်းကြသူတော်ကောင်းသိရတဲ့အကျိုးကျေးဇူးသူတော်ကောင်းတရားသိရတဲ့အကျိုးကျေးဇူးကိုပြောခြင်းနဲ့သူတော်ကောင်းနဲ့ပေါင်းဖို့ဆိုတာလေးတွေပြောခြင်းနဲ့ဘာဖြစ်လို့တုံးဆိုတော့သူတို့တစ်ချိန်တုန်းကလူတော်လူကောင်းတွေနဲ့ပေါင်းခဲ့လို့အခုလိုနတ်ပြည်မှာနတ်စည်းစိမ်တွေခံစားနေရတာအဲ့ဒါတွေကိုအမှတ်ရပြီးတော့ဘုရားစီကိုလာလျှောက်ကြတာအဲ့တော့ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကိုလာပြောတာဟောဒီသုတ်တန်ထဲမှာဒါမှမဟုတ်တပ္ပိသုတ်လို့ခေါ်တယ်အေးနတ်သားတယောက်ကရောက်လာတယ်ရောက်လာပြီးဘုရားရှိခိုးမှာမတ်တရဂါရဝပြုပြီးတော့သူကဘုရားကိုပါလျှောက်တုံးဆိုရင်ပါဠိဘာသာနဲ့မှတ်တမ်းတင်ထားတာတပ္ပိရေဝတမသေထသူတော်ကောင်းတွေကိုပဲပေါင်းသင်းဆက်ဆံသင့်ပါတယ်ဘုရားတဲ့နော်လောကမှာလူတွေကလူအမျိုးမျိုးရှိတယ်တဲ့လူမျိုးမျိုးရှိတဲ့ထဲမှာခုနကအရေးချင်းတွေရှိတဲ့သူတော်ကောင်းတွေကိုသာပေါင်းသင်းဆက်ဆံတိုက်ပါတယ်တဲ့တပ္ပိကုပ္ဖေထတဏ္ဏောသူတော်ကောင်းတွေနဲ့သာမိတ်ဆွေဖွဲ့တဲ့နဲ့ဟောရွေးချယ်ပြီးတော့ဒါသူ့ရဲ့ကိုယ်တွေ့လေးသူတစ်ချိန်တုန်းကသူတော်ကောင်းနဲ့ပေါင်းခဲ့တယ်သူတော်ကောင်းတွေကိုမိတ်ဆွေဖွဲ့ခဲ့တယ်အဲ့ဒီအကျိုးကျေးဇူးတွေသူရနေတယ်ခံစားနေရတယ်ဒါကြောင့်မို့တပ္ပိရေဝတမသေထရှင်ဘုရားတဲ့သူတော်ကောင်းနဲ့ပဲပေါင်းတဲ့နဲ့တဲ့တပ္ပိကုပ္ပေထတဏ္ဏောသူတော်ကောင်းတွေကိုသာမိတ်ဆွေဖွဲ့တဲ့တဲ့တတံတတ္တမမညာယသေယောဟောတိနပါပိယောသူတော်ကောင်းတရားကိုသိရပြီဆိုလို့ရှိရင်တပည့်တော်တို့ဟာအမတန်မှအကျိုးကျေးဇူးများပါတယ်တဲ့ဆုပ်ယုပ်သွားတာမရှိပါဘူးတဲ့တိုးတက်ပြီးတော့အလွန်အဆင့်ကောင်းလာတယ်မြင့်လာပါတယ်လို့ပထမနတ်သားအဲ့ဒါလို့ပြောပြီးတော့လျှောက်သွားတော့မြတ်စွာဘုရားကဘာမှပြန်မမိတ်ဘူးအဲ့ဒါနဲ့ဒုတိယနတ်သားကတခါသူ့ရဲ့အမြင်ကိုထပ်ပြီးတော့လျှောက်တယ်နည်းနည်းလေးစီမတူတာလေးတွေရှိတယ်ပေါ့အကျိုးကအားလုံးဟာသူတော်ကောင်းနဲ့ပေါင်းဖို့သူတော်ကောင်းကိုမိတ်ဆွေဖွဲ့ဖို့သူတော်ကောင်းတရားကိုသိအောင်ကြိုးစားဖို့လို့ပြောတဲ့နေရာမှာတူတူပဲသို့တော့သူတော်ကောင်းတရားကိုသိလို့သူတော်ကောင်းနဲ့ပေါင်းလို့ရလာတဲ့ရလက်ကလေးတွေတော့ကိုယ့်ရဲ့အတွေ့အကြုံပဲကိုပြောကြတယ်ပေါ့ဒါလည်းဒီတိုင်းပဲမဟုတ်လားဈေးသက်တွေလည်းအဲ့လိုပဲပြောတာမဟုတ်လားကိုယ့်အတွေ့အကြုံလေးနဲ့ပဲကိုပြောမှာပဲပေါ့နော်အဲ့ဒါလိုပဲနောက်နတ်သားတယောက်ကဘာပြောတော့ဆိုရင်အရှင်ဘုရားတဲ့သူတော်ကောင်းပဲပေါင်းတဲ့နဲ့သူတော်ကောင်းနဲ့ပဲမိတ်ဆွေဖွဲ့တဲ့သူတော်ကောင်းတရားကိုသိပြီဆိုလို့ရှိရင်တဲ့သူတော်ကောင်းနဲ့ပေါင်းပြီဆိုလို့ရှိရင်အသိပညာဟာသူတော်ကောင်းထံမှသာရနိုင်ပါတယ်ပညာရပါတယ်ဗျာတဲ့ပညာဆိုတာသူများစီကမရနိုင်ဘူးတဲ့ဟောပညာလက်ပတိနေညတော်
အတိလိမ္မာဉာဏ်ပညာဆိုတာသူတော်ကောင်းတွေထံမှသာရနိုင်ပါတယ်တဲ့တခြားလူတွေထံကမရနိုင်ပါဘူးဒါသူတော်ကောင်းနဲ့ပေါင်းရခြင်းအကျိုးကျေးဇူးတစ်ခုသူကိုယ်တွေ့သူလျှောက်ပြသူဟာလည်းသူတော်ကောင်းတွေနဲ့ပေါင်းခဲ့လို့အတိပညာအလိမ္မာတွေရခဲ့လို့အခုနတ်ပြည်မှာအကျိုးခံစားနေရတယ်လို့ဒီလိုဆိုလို့နောက်တစ်ယောက်ကလာတယ်နတ်သားတစ်ယောက်ကသူ့ရဲ့ကိုယ်တွေကိုသူကလျှောက်တယ်အရှင်ဘုရားတဲ့သူတော်ကောင်းနဲ့ပေါင်းပြီးသူတော်ကောင်းတရားကိုသိရတာဟာတဲ့တောကမစ္စေနတ်သောစတိလူတွေဟာစိတ်ပူနေကြတယ်တဲ့လောကလူတွေကအမြဲတမ်းစိတ်ပူနေကြတယ်အဲ့ဒီလိုစိတ်ပူနေရတဲ့လူတွေထဲမှာစိတ်ပူစရာမရှိတော့ဘူးတဲ့သူတော်ကောင်းနဲ့ပေါင်းရင်စိတ်ပူစရာလုံးဝမရှိတော့စိတ်နှလုံးအေးချမ်းတယ်ဒါသူတော်ကောင်းနဲ့ပေါင်းရရင်သူကိုယ်တိုင်သူတော်ကောင်းနဲ့ပေါင်းလို့စိတ်နှလုံးအေးချမ်းမှုတွေသူခံစားခဲ့ရတယ်ဒါကြောင့်မို့ဒီစကားကိုလျှောက်တာဟောနောက်တစ်ယောက်ကတခါလျှောက်ပြန်၄ယောက်မြောက်နတ်သားတစ်ယောက်ကဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့သူတော်ကောင်းနဲ့သာပေါင်းတဲ့နဲ့သူတော်ကောင်းနဲ့သာမိတ်ဆွေဖွဲ့နေတယ်သူတော်ကောင်းတရားကိုသိပြီဆိုလို့ရှိရင်ညာတိမစ္စေဝိရောစတိဆွေတွေမျိုးတွေရဲ့အလယ်မှာတင်းနောက်တင်းနဲ့ရှိပါတယ်ဆွေမျိုးဆိုတာဒီအလုံးဟာပတ်ဝန်းကျင်ဟာကိုယ့်ရဲ့ဆွေမျိုးတွေပေါ့နိုင်ငံမှာတင့်တယ်တယ်လူမျိုးတွေရဲ့အလယ်မှာတင့်တယ်တယ်နော်ကိုယ်အသင်းအဖွဲ့အလယ်မှာတင့်တယ်တယ်ဒီလိုဆုံးလို့လားဒီသူတော်ကောင်းနဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာညာတိမစ္စေဝိရောစတိဆွေမျိုးတွေရဲ့အလယ်မှာသူကလူတော်လူကောင်းတယောက်အနေနဲ့ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ပါတယ်သူကိုယ်တိုင်လည်းဒါတွေ့ကြုံခဲ့တယ်ဒါကြောင့်သူတော်ကောင်းနဲ့ပေါင်းမှုသူကတိုက်တွန်းတယ်ဟောနောက်တစ်ယောက်ကပြောတယ်အရှင်ဘုရားတဲ့သူတော်ကောင်းပဲပေါင်းတင်တဲ့တိုက်တယ်တဲ့သူတော်ကောင်းနဲ့ပဲမိတ်ဆွေဖွဲ့တဲ့နဲ့တဲ့သူတော်ကောင်းတရားကိုသိပြီဆိုရင်ဘာဖြစ်လဲတတ္တဝါတွေဟာကောင်းတဲ့ဘုံကိုရောက်ကြရတယ်ဟောသူတော်ကောင်းနဲ့ပေါင်းတာကိုအကြောင်းပြုပြီးတော့တမလွန်ဘဝရောက်တဲ့အခါမှာကောင်းတဲ့ဘုံဘဝတွေရောက်ပြီးတော့ချမ်းသာဒုက္ခကိုခံစားကြရတယ်ဒါသူကိုယ်တွေကိုသူကလျှောက်ပြန်တယ်ဟောနောက်တစ်ယောက်ကဘာတော့ဆိုရင်အရှင်ဘုရားတဲ့မှန်ပါတယ်သူတော်ကောင်းကိုသာပေါင်းတင်ဆက်ဆံနေတယ်သူတော်ကောင်းနဲ့ပဲမိတ်ဆွေဖွင့်နေတယ်သူတော်ကောင်းတရားကိုသိပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ထာဝရခိုင်မြဲတဲ့ချမ်းသာဒုက္ခကိုရရှိကြပါတယ်ဘာဖြစ်လို့သူကိုယ်တိုင်ခံစားရတာကိုဒီအချက်ကိုဒါကြောင့်မို့လို့အဲ့ဒီစကားကိုသူကလျှောက်တယ်အဲ့ဒီတော့နတ်သားအလုံး6ယောက်လျှောက်တာနော်6ယောက်လျှောက်တာပထမတစ်ယောက်ကသူတော်ကောင်းနဲ့ပေါင်းတင်ရခြင်းအကျိုးကျေးဇူးကိုဘယ်လိုပြောတော့ဆိုသေယောဟောတိနတ်ပပိယောမဆုတ်ရောက်ပါဘူးဖျားတဲ့ကောင်းပါတယ်တိုးတက်ပါတယ်ကောင်းပါတယ်မဆိုးဝါပါဘူးဟောနောက်တစ်ယောက်ကဘာပြောတော့ဒုတိယလူနတ်သားပညာလပ္ပတိနေညတော့သူတော်ကောင်းနဲ့ပေါင်းမှပညာရနိုင်တယ်တဲ့တခြားပုဂ္ဂိုလ်တွေဆရာမရနိုင်ဘူးတဲ့တတိယနတ်သားကတောကမစ္စေနတ်သောစတိစိတ်ပူစရာတွေရှိနေတဲ့လူတွေရဲ့အလယ်မှာအေးအေးချမ်းချမ်းနေနိုင်တယ်တဲ့ဟောနောက်ပင်စမနတ်သားကြတော့စတုထနတ်သားကြတော့ညာတိမစ္စေဝိရောစတိဆွေတွေမျိုးတွေအလယ်မှာတက်နောက်တက်နေနေရပါတယ်တဲ့နောက်ပင်စမနတ်သားကြတော့တတ္တကိစ္ဆန္တိတုတ်ကတေသူတော်ကောင်းနဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တွေဟာကောင်းရသူတွေကိုရောက်ကြရတယ်နောက်ဆဋ္ဌမြောက်ကြတော့တတ္တခိစ္ဆန္တိတတ္တတိဋ္ဌန္တိသာတတံသူတော်ကောင်းနဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တွေဟာခိုင်မြဲစွာဘဝတစ်ခုမှာယက်တည်နိုင်ကြတယ်ချမ်းသာဒုက္ခခိုင်မြဲပြီးတော့ဘဝမှာတည်ငြိမ်စွာယက်တည်နိုင်ကြတယ်ဟောဒါသူတော်ကောင်းနဲ့ပေါင်းရခြင်းရဲ့အကျိုးကျေးဇူးတွေကိုသူတို့ကထုတ်ဖော်ပြီးတော့ကိုယ်တွေ့တွေကိုဘုရားကိုလျှောက်တော့မြတ်စွာဘုရားအကုန်လုံးနားထောင်နေတယ်သူတို့ပြောတာတွေပြောပြီးတဲ့အခါကျတော့ဘုရားကဘာမိတ်လဲလို့ဆိုရင်သဗ္ဗတံပိဝောသူဘာတိတံပရိယာဟေနာအေးမင်းတို့ပြောတဲ့စကားတွေအားလုံးဟာသူနီးသူဟန်နဲ့ကောင်းပါတယ်ဘုရားအမေရှိဘူးနော်မကောင်းဘူးလို့မပြောဘူးမင်းတို့တင်ပြတဲ့အချက်အလက်တွေဟောဒီအကျိုးကျေးဇူးလို့တင်ပြတဲ့အချက်အလက်တွေဟာသူနီးသူဟန်နဲ့ကောင်းတယ်ကောင်းပါတယ်ဒါပေမဲ့ငါပြောတာလေးလည်းနားထောင်ကြအောင်ဆိုပြီးတော့ဘုရားမရှိဘူးမှာသဗ္ဗိရေဝသမာသေးထသဗ္ဗိကုဗ္ဗေထတဏ္ဏဝတတံတတ္တမမညာယသဗ္ဗဒုက္ခပမုစတိမြတ်စွာဘုရားအကျိုးကျေးဇူးကိုပြောလိုက်ပုံ
အေးပေါင်းသင်းဆက်ဆံလို့ရှိရင်သူတော်ကောင်းတွေနဲ့ပဲပေါင်းရမယ်တဲ့သူတော်ကောင်းတွေနဲ့ပဲမိတ်ဆွေဖွဲ့ကြတဲ့သူတော်ကောင်းတရားသိပြီဆိုလို့ရှိရင်မင်းတို့ပြောတဲ့အကျိုးကျေးဇူးတွေမကဘူးတဲ့တပ္ပဒုက္ခပမုစ္စတိဆင်းရဲခတ်သိမ်းကလွတ်နိုင်တယ်ဆိုလိုတာကသူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံခြင်းအကျိုးကျေးဇူးဟာနိဗ္ဗာန်ထိအောင်ရနိုင်တယ်လို့ဘုရားပြောတာနော်အဲ့တော့ဘုရားဟောတဲ့တရားကပို့ပြီးတော့ပြည့်စုံမသွားဘူးလားဘဝတွေကလိုးနေတယ်လေသူတို့ပြောတာကဒီအကျိုးကျေးဇူးတွေကိုကုံအောင်မပြောနိုင်ဘူးကိုယ်အမြင်လေးတွေကိုယ်ရှုထောင့်လေးတွေနဲ့ပြောသွားတယ်ဒါကြောင့်မြတ်စွာဘုရားငါဟောတာလဲနားထောင်ကြအောင်တဲ့ပပ္ပဒုက္ခပမုစ္စတိသူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံလို့သူတော်ကောင်းတရားကိုသိရှိလို့ဆိုလို့ရှိရင်ဆင်းရဲခတ်သိမ်းဒုက္ခခတ်သိမ်းကနေလွတ်ငြိမ်းတယ်ဒုက္ခခတ်သိမ်းဆိုတာဘာတွေတုံးဆိုအားလုံးမြတ်စွာဘုရားကထောက်ပြထားတာရှိတယ်လေဇာတိပိဒုက္ခပဋိသန္ဓေနေရတာလဲဆင်းရဲတာပဲဇရာပိဒုက္ခအိုရတာလဲဆင်းရဲတာပဲဗျာတိပိဒုက္ခနာရတာလဲဒုက္ခပဲမရဏပိဒုက္ခသိရတာလဲဒုက္ခပဲအပိယေဟိတံပယောကောကိုမလိုချင်တာတွေနဲ့ဆုံစည်းနေရတာကိုမချစ်မနစ်သက်တာတွေနဲ့ဆုံစည်းနေရရင်လဲဒုက္ခပိယေဟိတံပယောကောဝိပယောကောဒုက္ခချစ်ခင်နစ်သက်တာတွေနဲ့ကိုယ်ကွဲတာအပိယေဟိတံပယောကောမချစ်တာတွေနဲ့ပေါင်းဆုံရတာပိယေဟိဝိပယောကောချစ်ခင်နစ်သက်တဲ့အရာတွေနဲ့ကိုယ်ကွင်းရတာဒါတွေဟာလဲဒုက္ခပဲယံပိဿာနလဘတိတံပိဒုက္ခလိုချင်တာမရနိုင်တာဟာလဲပဲဒုက္ခပဲလိုချင်တယ်ဆိုတဲ့နေရာမှာတမ္မာပစ္စည်းဥစ္စာတွေကရနိုင်ပါတယ်ဒီနေရာမှာလိုချင်တာမရဘူးဆိုတာပါလဲမအိုးအောင်ဘုန်းကြီးတို့လိုချင်လို့ရမလားမရဘူးမနာအောင်ရောလိုချင်လို့ရရလားပတ်စံဘလောက်ချမ်းသာနော်အိုရာကိုတားလို့မရဘူးနာရာကိုတားလို့မရဘူးသေရာကိုတားလို့မရဘူးအဲ့ဒီမရနိုင်တာတွေကိုပြောတာနော်မရနိုင်တာတွေကိုပြောတာဈေးရောက်မကောင်းတာပြောတာမဟုတ်ဘူးနော်ယံပိဿာနလဘတိတံပိဒုက္ခံဆိုတာအဲ့ဒါကိုဆိုလိုတယ်အဲ့ဒီမှာအဲ့ဒါလို့မရနိုင်တာလေကုံပြောရမယ်ဆိုရင်လူတိုင်းရနေတဲ့ဥပါဒณะခန္ဓာ၅ပါးခန္ဓာဆိုတာတရားအလုံးကိုခြုံပြီးတော့ပြောလိုက်တာဥပါဒณะခန္ဓာဆိုတာဆွဲလန်းတဲ့ခန္ဓာတွေကိုပြောတယ်နော်တဏှာဒိဋ္ဌိနဲ့အမြင်မှားပြီးတော့ဆွဲလန်းနေတဲ့ခန္ဓာအဲ့ဒီခန္ဓာ၅ပါးဟာလည်းပဲဥပါဒณะခန္ဓာ၅ပါးဟာလည်းပဲဒုက္ခပဲတဲ့ဘုန်းကြီးတို့တွေရထားတာဘာရတော့ဆိုဒုက္ခရထားတာတဲ့အဲ့ဒီဒုက္ခတွေကလွတ်နိုင်ပါတယ်လို့ဒီလိုပြောတာသူတော်ကောင်းနဲ့ပေါင်းရင်အဲ့ဒီဒုက္ခတွေကရွတ်ဟုတ်တာပေါ့မြတ်စွာဘုရားပွင့်လာလို့မြတ်စွာဘုရားဆိုတဲ့သူတော်ကောင်းနဲ့ပေါင်းရလို့ဘုရားဟောတဲ့တရားနာလို့ရှင်ကုဏ္ဏညာကြီးကပထမဆုံးသောတပန်ဖြစ်သွားတယ်လေပင်စဝဂီတွေအစဉ်စဉ်သောတပန်ဖြစ်ပြီးနောက်ဆုံးယန္တာဖြစ်သွားတော့ဒုက္ခတွေကလွတ်သွားကြတာပေါ့ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ဆိုတာမှားယွင်းတဲ့အယူဆထဲမှာရောက်သွားတယ်ဘာသာကြားထဲဝင်သွားတယ်ဘုရားနဲ့တွေ့တယ်ရှင်အတ္တစီနဲ့တွေ့တယ်အမှန်တရားလမ်းပေါ်မှာရောက်ပြီးနောက်ဆုံးမှဒုက္ခနဲ့ကင်းဝေးသွားကြတယ်ဟောဒါကြောင့်မို့လို့တပ္ပဒုက္ခပမုစ္စတိသူတော်ကောင်းနဲ့ပေါင်းရတာကိုအကြောင်းပြုပြီးတော့ဆင်းရဲခတ်သိမ်းကလွန်မြောက်နိုင်တယ်လို့ဒါကြောင့်မို့ဒီကနေ့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သူတော်ကောင်းနဲ့သူတော်ကောင်းတရားသိရှိနားလည်ပြီးသူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံရခြင်းအကျိုးတရားဟာဆင်းရဲခတ်သိမ်းဒုက္ခခတ်သိမ်းကလွန်ငြိမ်းနိုင်တယ်လို့ဆိုတဲ့အမြင့်ဆုံးအကျိုးထီအောင်ရရှိနိုင်တာကိုအမှတ်ရကြပြီးသူတော်ကောင်းနဲ့သာပေါင်းသင်းဆက်ဆံပြီးသူတော်ကောင်းတရားသိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း